အားလုံးပဲမင်္ဂလာပါကျွန်တော်တော့ဒေါက်တာဆိုင်ကောင်ရမှာတိရစ္ဆာန်စိတ်ကူဆရာဝန်ပါဒီဗီဒီယိုထဲမှာကျွန်တော်ကြက်ဥအကြောင်းပြောပြတော့မှာဖြစ်ပါတယ်တချို့ comment တွေမှာကျွန်တော်လာမိထားပါတော့မွေးမြူရေးကြက်ဥကပေါ့နော်ကျွန်တော်တို့တားဖောက်ရင်သူကပေါက်နိုင်တယ်လားပေါ့နော်အဲ့လိုမျိုးလာမိထားရှိပါတယ်ကိုကမွေးမြူရေးခြံကကြက်ဥဥစားကြက်ဥဆိုရင်တားဖောက်လို့မရပါဘူးသူကအထီးနဲ့သူလိုက်ထားတဲ့ဥမဟုတ်တဲ့အတွက်ကြောင့်မလို့သူကတားဖောက်လည်းမအောင်ပါဘူးဥဖောက်ဆက်တဲ့ထည့်ရင်လည်းသူကပုတ်သွားရုံမှပါပေါ့နော်ဒါတားမပေါက်နိုင်ပါဘူးပေါ့နော်တဘာဝအလျောက်သူကလိုက်ထားတဲ့ကြက်ဥပေါ့နော်တဘာဝအိမ်မွေးကြက်တွေမှာဆိုရင်တော့ဒါကတော့လူကနေတားဖောက်ပြလို့ရပါတယ်အဲကြတော့မိစရာရှိပါတယ်ဒီမွေးမြူရေးကြက်တွေရောဥဖောက်လို့ရတဲ့ဥမရှိဘူးလားဆိုရှိပါတယ်သူကကြတော့တက်ပေါ့နော်မျိုးအနေနဲ့မွေးရတဲ့မျိုးကြက်ဥချံပေါ့နော်အဲ့လိုမျိုးရှိပါတယ်သူကဒီကျွန်တော်တို့ဈေးထဲမှာရောင်းနေတဲ့ကြက်ဥကိုထုတ်ပေးတဲ့ဥစားကြက်နဲ့မတူပါဘူးသူတို့ရဲ့မိဘရေပေါ့နော်သူတို့ရဲ့မိဘရေကြတော့ဒီမျိုးကြက်ချံဆိုတဲ့ချံမှာမွေးရပါတယ်အဲမျိုးကြက်ချံမှာဆိုရင်ကြက်ဖကိုထည့်ပေးရပါတယ်ကြက်ဖရှိပါတယ်ကြက်ဖနဲ့ကြက်မအတူရောထားပါတယ်အဲအကြောင်းမလို့သူကဥဖောက်လို့ရပါတယ်ပြီးရင်တက်လွတ်သမားတွေစားလို့ရလားဆိုတဲ့မေးခွန်းတွေရှိရပေါ့နော်အဲကြတော့တက်လွတ်ဆိုတာကအတက်ကိုတက်ချင်းမှလွတ်တဲ့အစားအစာမျိုးလို့ကျွန်တော်ကတော့ယူဆိုင်မှပြောမယ်ဆိုရင်ဒီကြက်ဥကပေါ့နော်တက်လွတ်ဖြစ်ပါတယ်သူကဘာလို့ဆိုရင်အထီးနဲ့လိုက်ထားတဲ့ဥမဟုတ်တဲ့အတွက်ကြောင့်မလို့ဒီကြက်ဥဒီအတက်မရှိဘူးမျိုးလည်းမအောင်နိုင်ဘူးအဲအကြောင်းလို့တက်လွတ်ဖြစ်ပါတယ်လို့ပြောပြရစေရေလုံးမိမိကဒီအိမ်ကမွေးတဲ့ကြက်ဥကနေရတဲ့ဥကိုစားမယ်ဆိုရင်သူကမျိုးအောင်တဲ့ဥဖြစ်နိုင်ခြေက69%လောက်ထိရှိရပါတော့အဲအကြောင်းမလို့အိမ်ကြက်ဥတွေဒီတက်လွတ်မဟုတ်ပါဘူးမွေးမြူရေးခြံကရလာတဲ့ကြက်ဥတွေဒီတက်လွတ်ဥဖြစ်ပါတယ်နောက်တစ်ခုရှိရဈေးထဲမှာရတဲ့ကြက်ဥတွေကပေါ့နော်အဖြူဆိုရင်ဘဲဥအညိုဆိုရင်ကြက်ဥဒါမျိုးတွေပြောကြရရှိရပါတော့တကယ်တမ်းကကြတော့အဖြူအညိုဥချင်းတွေတွေ့မျိုးပေါ်မှာမူတည်ပါတယ်ကျွန်တော်တို့ကြက်ကမြန်မာနိုင်ငံမှာမွေးနေတဲ့ဥစားကြက်တွေကသူကအညိုရောင်ကြက်တွေပေါ့နော်အဲအညိုရောင်ကြက်တွေကဥလိုက်တဲ့ဥတွေဒီအညိုရောင်ကြက်ဥပဲရပါတယ်ယောဂဖြစ်တဲ့ဥတွေဆိုရင်တော့ကြက်ဥဖြူတွေကြာမျိုးတွေရှိတတ်ပါတယ်ဒါပေမဲ့ဒါကယောဂကြောင့်ဖြစ်တာပါနောက်တစ်ခုကကြတော့နိုင်ငံခြားမှာမွေးတဲ့ကြက်တွေပေါ့နော်သူတို့ကအဖြူရောင်တွေမွေးတဲ့ကြက်ချံတွေရှိရပေါ့နော်အဲ့လိုမျိုးအဖြူရောင်ကြက်တွေမွေးတဲ့ချံမှာဆိုရင်တော့အဖြူရောင်ကြက်ဥထွက်ပါတယ်ဒီဖြူရောင်ကြက်ဥဒီသူ့ရဲ့တဘာဝအဖြူရောင်ပါယောဂဖြစ်လို့ဖြူတာမဟုတ်ဘူးဥဖြူယောဂကြောင့်ဖြစ်တာလည်းမဟုတ်ဘူးအဲ့လိုမျိုးပေါ့နော်အဲကြတော့တချို့စူပါမားကတ်တွေမှာဆိုရင်တော့ကြက်ဥအညိုအဖြူဈေးกว่าမျိုးရှိတယ် organic ဖြစ်တာမဖြစ်တာပေါ့နော် organic ချံဆိုရင်ဈေးပိုကြီးရမျိုးတွေရှိတယ်အဲ့ဒီလိုမျိုးပဲကြက်ဥအခွန်အဖြူအညိုတင်မကဘူးပေါ့နော်ကြက်ဥရဲ့အနှစ်အဝါရောင်ကလိမ္မော်ရောင်လိုမျိုးဝါရင်နေရလားဒါမှမဟုတ်အဝါဖြော့လေးလားဆိုတာမူတီးမှလည်းဈေးအနေအများရှိပါတယ်အဲ့လိုပါပဲတချို့ကြက်ဥတွေဆိုရင်လည်းဈေးကွက်ရဲ့လိုအပ်ချက်ရပါတော့အမျိုးမျိုးပြုပြင်ဖန်တီးမှရောင်းထားတဲ့ဥတွေဆိုရင်ဈေးရလည်းအမျိုးမျိုးกว่าမျိုးရှိပါတယ်အဲကြတော့ကျွန်တော်ပြောချင်တာကဥအဖြူရောင်ဖြစ်တိုင်းဒီဘဲဥမဟုတ်ပါဘူးဘဲဥမှာဆိုရင်အနှစ်ကပိုပြီးမှလိမ္မော်ရောင်တန်းတာမျိုးရှိပါတယ်အဲကြတော့နိုင်ငံခြားမှာဆိုရင်လိမ္မော်ရောင်အနှစ်တိုင်းလည်းဘဲဥမဟုတ်ပါဘူးအဖြူရောင်ဥတိုင်းလည်းသူကဘဲဥမဟုတ်ပါဘူးမျိုးပေါ်မှာမူတည်ပါတယ်ပြီးရင်ကျွန်တော်တို့ကြက်ဥတွေကိုဝယ်ပြီးရင်တော့သူက2ပတ်3ပတ်လောက်ပဲထားတာအကောင်းဆုံးဖြစ်ပါတယ်ဒီချမ်းကနေထွက်ပြီးတော့ရောင်းတဲ့လူစီရောက်တဲ့အတွင်းမှာဆိုရင်လည်းသူကဘလောက်ကြာမှန်းလဲကျွန်တော်မသိဘူးပေါ့နော်ကိုယ်တိုင်ထဲမှာရောက်လာတဲ့ဆိုရင်2ပတ်3ပတ်အပြင်ထားလိုက်ရင်သူကရေကြီးဖြစ်သွားတယ်ကြက်ဥကပေါ့နော်မလက်ဆက်တော့ဘူးပေါ့နော်အဲ့လိုမျိုးကြက်ဥကလက်ဆက်လားမလက်ဆက်လားဆိုဘယ်လိုကြည့်အောင်ဆိုရင်ကျွန်တော်တို့ကြက်ဥထဲမှာတော့ ASEC လို့ခေါ်တဲ့လေအိတ်လေးရှိပါတယ်အဲ့လေအိတ်ကကျွန်တော်တို့ဒီတိုင်းကြည့်ရင်တော့မမြင်ရပါမယ်ကြက်ဥကိုပြုတ်လိုက်တဲ့အချိန်ကျရင်ထိတ်မှာခြိုက်နေလို့မျိုးကြီး
တွေ့ရတတ်ပါတယ်အဲ့ချိုက်နေတဲ့နေရာဒီသူက air sac လို့ခေါ်တဲ့လေခိုနေတဲ့နေရာလေးပေါ့နော်အဲ့နေရာလေးကအချိန်ကြာလာတဲ့မြာသူကပိုပြီးမှကြီးလာတယ်သူကမလက်ဆက်တော့ပေါ့နော်အဲ့ချိုက်နေတဲ့နေရာချိုက်လေးမလက်ဆက်လေးဖြစ်ပါတယ်ပြီးရင်ကြက်ဥကိုမကြောခင်လို့ဘာလို့ကျွန်တော်တို့ခွဲကြည့်လိုက်မယ်ဆိုရင်အဲ့မှာသူကကြက်ဥလေးကသူကရေကြီးဖြစ်နေတယ်အနှစ်နဲ့အကာနဲ့ကသူကတက်စီရှိနေတဲ့တယ်ပေါ့နော်ဒါမှမဟုတ်အနှစ်ကလွယ်နဲ့ပဲပေါက်ပြီးတော့ပြေးထွက်သွားတယ်ဒီလိုဆိုရင်ကြက်ဥတွေကမလက်ဆက်တော့ဘူးဆိုတာကိုကျွန်တော်တို့ခံမှန်းလို့ရပါတယ်ဟုတ်ကဲ့ပါဒီနေ့ကျွန်တော်ပြောရတာတော့မွေးမြူရေးကြက်ဥဒီတက်လို့ဖြစ်ပါတယ်ပြီးရင်ဥရဲ့အယောင်ကိုကြည့်ပြီးတော့ကြက်ဥလားပဲဥလားဆိုတာလည်းခွဲလို့မရပါဘူးကြက်ဥတွေဝယ်လာပြီးရင်လည်း2ပတ်3ပတ်လောက်တွဲမှာစားစီချင်ပါတယ်အဲ့လိုမှမဟုတ်ဆိုရင်ကြက်ဥမလက်ဆက်တာမျိုးတွေနဲ့ကျွန်တော်တို့ကျမရေးကိုထိခိုက်နိုင်ပါတယ်ပြီးရင်ကြက်ဥလက်ဆက်မှုရှိမရှိခွဲခြားပုံတွေကိုကျွန်တော်ဒီဗီဒီယိုထဲမှာပြောခဲ့တာဖြစ်ပါတယ်တကယ်လို့မိတ်ဆွေတို့နောက်ထပ်သိလို့ရရှိရင်လည်း comment မှာရေးခဲ့ပါမိတ်ဆွေတို့လည်းဘူးထရရတယ်ဆိုရင် like and share လေးလုပ်ပေးတော့ပါအားလုံးကျေးဇူးတင်ပါတယ်